ကိုရီးယားစကားပြောတဲ့အခါမှာစာခြာဆုံးကိုသုံးပြီးတော့အထာကျကျစကားပြောတာကိုရီးယားဇာတ်လမ်းတွဲတွေမှာပဲဖြစ်ဖြစ်ကိုရီးယားလူမျိုးတွေနဲ့စကားပြောတဲ့အခါမှာပဲဖြစ်ဖြစ်စကားလုံးလေးလုံးနဲ့အတိတ်ပဲပြည့်စုံတဲ့စကားလုံးမျိုးတွေကိုကြားကြရဟုတ်အဲ့ဒါကိုစာခြာဆုံးလို့ခေါ်တယ်ဒါဆိုရင်စာခြာဆုံးကဘာလဲစာခြာဆုံးဆိုတာကတရုတ်စကားလုံးလေးလုံးကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့တင်စားချက်လို့ပြောလို့ရတယ်မြန်မာမှာဆိုလို့ရှိရင်ကြတော့ကျွဲပါဆောင်တီပညာရွှေတို့လူမခိုးတို့လိုမျိုးလေးလုံးဆက်စကားပုံတွေရှိတယ်လို့မျိုးပဲကိုရီးယားမှာဆိုရင်လေဒီစာခြာဆောင်ကအရန်ကိုမှခစ်စားပြီးတော့စာခြာဆောင်ကိုပြောတတ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကိုရီးယား level ကတဆင့်ပုံမြင်တယ်လို့ခံစားရစေနိုင်နေပေါ့နော်ဒီနေ့မှာတော့ကိုရီးယားမှာနေ့စဉ်သုံးလို့ရတဲ့အရန်လန်းတဲ့စာခြာဆောင်ကိုသုံးလုံးအကြောင်းကိုပြပြသွားပေးမှာဖြစ်ပါတယ်နံပါတ်1 동문서답 동문서답의 시가 발레소니 동조군 묻는다가 서조군 답한다 လို့အဓိပ္ပာယ်ရတယ်ပေါ့နော်ကိုရီးယားလိုအနေနဲ့ဆိုမြန်မာလိုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ရှေ့မေးနောက်ဖြေပေါ့ဒါဓာတ်ရိုက်ပြန်တာပေါ့မြန်မာမှာဆိုရင်တော့တောင်မေးနောက်ဖြေပေါ့အဲ့လိုမျိုးပေါ့နော်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကြတော့နေမော်မဂ်ကမနက်ဖြန်ဘာစားမှာလဲအဲ့ဒါကိုပြန်ဖြေရလို့ကဘယ်လိုဖြေလဲဆိုတော့내일 날씨가 좋대. 맨날 라디오가 까먹네. 까미 역시고 알로 대변을 야와요. 동문서답게 딸롱체시 대변 표하면서 이 동수라가 동주고 표하. 문수라가 자로 한자로는 표하고는 한자는 어떤 편의 교타. 두에 대변 자로 묻다. 미디어 표하봐. 서수라 자로 서주 표하. 안나우 파보노.နောက်တစ်ခု dab ဆိုတာကကြတော့ dab အဖြေကိုပြောတာဖြစ်ပါတယ်။လက်နဲ့အနေနဲ့ပြောရမယ်ဆိုရင် is or ijoရဲ့အဓိပ္ပာယ်ကကိုရလို့ဆိုလို့ရှိရင်둘 하나를 동조 세 두 마리를 잡는다 တဲ့ပြပါတယ်။အဲ့ဒါရဲ့အဓိပ္ပာယ်ဘာလဲဆိုရင်ကဲတစ်လုံးလေးနဲ့နှစ်ခေါက်ပစ်တယ်လို့အဓိပ္ပာယ်ရပါတယ်။သူ့ရဲ့တစ်လုံးချင်းစီအဓိပ္ပာယ်ကိုပြောရမယ်ဆိုရင် is ဆိုတာက is ကိုပြောတာတစ်ပေါ့နော်။နောက်တစ်ခုကဆော့ဆိုတာကကြတော့ဒိုးကိုပြောတာပါ။ E ဆိုတာကကြတော့ဂျူပေါ့နော်။နှစ်ကိုပြောတာပေါ့နော်။ဂျူကကြတော့ဆယ်ငါကိုပြောတာပါ။ဆိုတော့သူကကဲတစ်လုံးနဲ့နောက်တစ်ခေါက်ဖြစ်တယ်လို့အဓိပ္ပာယ်ရပါတယ်။အဲဒီ이ဂျူကိုဥပမာနဲ့ပြရမယ်ဆိုရင်물을 자주 마시면 피부가 좋아지고 다이어트에도 도움이 된다. 시고 자카나 다음에 솔루션이တားရည်အတွက်လည်းကောင်းပြီးတော့ဒီပေါ့နော်ဓာတ်ရည်အတွက်လည်းအကူအညီဖြစ်ပါတယ်ပေါ့ဒါဆိုရင်ရေတောက်ချင်းကြောင့်ရမယ့်အကျိုးကျေးဇူးကနှစ်ခုအဲ့တော့ဒါ is or is ကဲတစ်လုံးနဲ့နှစ်ကောက်ဖြစ်တဲ့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကဲနောက်ဆုံးတစ်ခုကိုပြပြမယ်ဆိုရင် Jackson Summary Jackson Summary ဆိုတာကဘာလဲဆိုရင်ဖုန်းချက်တစ်ခုရှာလိုက်တိုင်းပါသုံးရဖက်ခံတယ်လို့ပြောချင်တာ Jackson Summary ကိုကိုရီးယားလိုအဓိပ္ပာယ်ဖွင့်ဆိုရမယ်ဆိုရင်당당히 먹는 마음이 사람을 닿지 못한다 ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီဆုံးဖြတ်ချက်တစ်ခုကို၃ရက်အပြင်ပို့မလုပ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်သူ့ကိုတလုံးစီးပြောရမယ်ဆိုလို့ရှိရင် jack ဆိုတာက 시작하다 만들다 시작하다ဆိုတာကစတင်တာ 만들다ဆိုတာကကြတော့ဒီဖန်တီးတာပေါ့နော်ရှင်းဆိုတာကကြတော့ဘာလဲဆိုလို့ရှိရင်마음 결심 마음ဆိုတာကကြတော့စိတ်ပေါ့နော် 결심ဆိုတာကကြတော့ဆုံးဖြတ်ချက်ကိုပြောတာပါဆောင်ဆိုတာကကြတော့하나 둘 셋က10ပေါ့နော်3ကိုပြောတာပါအဲ့ဆိုတာကကြတော့နေ့လေးတည်းဟုတ်နေ့ကိုပြောတာပါအဲ့တော့ section summary ရဲ့အဓိပ္ပာယ်ကဒီဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်တစ်ခုက၃ရက်ပဲခံနေဆိုတဲ့အဓိပ္ပာယ်ရပါတယ်သူ့ကိုဥပမာလေးနဲ့ပြရမယ်ဆိုရင်매일 영어 단어를 50개씩 외우겠다는 결정이 결국 section summary 끝났다 ဆိုပြီးတော့ဥပမာပြလို့ရတယ်ပေါ့နော်အဲ့ဥပမာအဓိပ္ပာယ်ဘာလဲလို့ရှိရင်နေ့တိုင်းအင်္ဂလိပ် vocab တွေကိုပေါ့နော်အခု50စီတက်ပါမယ်ဆိုရဲဆုံးဖြတ်ချက်ကနောက်ဆုံးမှာတော့ဒီ section summary 3ရက်ပဲခံခဲ့တယ်3ရက်နဲ့ပဲအပြီးတက်သွားတယ်ဆိုရဲအဓိပ္ပာယ်ဖြစ်ပါတယ်ကဲဒါဆိုရင်ဒီလိုမျိုးဘဟုတုတရစရာကိုရနဲ့ပတ်သက်တဲ့ဟာလေးဒီကိုသိရှင်နေဆိုရင်ကျွန်မရဲ့ channel လေးကို like လုပ်ထားတော့နောက်ဗီဒီယိုမှာတွေ့ကြမယ် bye bye